exam ဖြေဆိုဖို့အတွက်ပထမဆုံး student portal ကိုဝင်ပြီး dashboard ကိုဝင်ရောက်ပါ exam ဖြေဆိုဖို့ရန်အဆင့်သင့်ဖြစ်ပါက exam ကိုဝင်ရောက်ဖို့ start exam ကိုနှိပ်ပါ exam မစတင်ခင်ဖော်ပြထားတဲ့ instruction တွေကိုသေချာဖတ်ရှုပြီးပါဖတ်ရှုပြီးပါက agree checkbox ကိုအမှန်နှိပ်ပြီး allow camera ကိုနှိပ်ပါကင်မရာမဖွင့်ထားပါက try again allow camera ကိုနှိပ်ပေးပါကင်မရာ permission ပေါ်လာပါက allow while using the site ကိုရွေးပေးပါကင်မရာအသုံးပြုခွင့်ရမှသာ exam ဖြေဆိုနိုင်မှာဖြစ်ပါတယ်ကင်မရာအသုံးပြုခွင့်ပေးပြီးရင် start exam ကိုနှိပ်ပြီး exam ကိုစတင်ဖြေဆိုနိုင်ပါပြီတတိပြုရမှာက start exam ကိုနှိပ်တာနဲ့ exam တိုင်မှာစတင်ရေးသွင်းမှာဖြစ်ပါတယ်ကင်မရာ preview မှာမိမိရဲ့ပုံရိပ်ကိုရှင်းရှင်းလင်းလင်းမြင်နေရပါမယ်မေကွန်တစ်ခုချင်းစီအတွက်မိမိရွေးချယ်လိုတဲ့အဖြေကို click နှိပ်ပြီးဖြေဆိုနိုင်ပါတယ်ရွေးချယ်ထားတဲ့အဖြေတွေကို assistant ကအလိုလျောက် save လုပ်ပြီးတော့မှာဖြစ်ပါတယ်မေကွန်တွေကိုဘာသာစကားပြောင်းပြီးကြည့်ချင်ရင် screen ရဲ့ညာဘက်အပေါ်ထောင်းမှာရှိတဲ့ English မြန်မာ button ကိုနှိပ်ပြီး English ဒါမှမဟုတ်မြန်မာကိုပြောင်းလဲနိုင်ပါတယ်မေကွန်အားလုံးဖြေဆိုပြီးွားရင်နောက်ဆုံးမေကွန်မှာရှိတဲ့ submit button ကိုနှိပ်ပြီး exam ကိုပြီးသက်ပါ submit လုပ်ပြီးတာနဲ့ exam ကပြီးဆုံးသွားမှာဖြစ်ပြီးပြန်လည်ဖြေဆိုနိုင်မှာမဟုတ်တဲ့အတွက် submit မလုပ်ခင်တေချာစစ်ဆေးပြီးပါအရေးကြီးသည့်လိုက်နာရမည့်အချက်များ exam ဖြေဆိုနေစဉ်မှာ escape key မနှိပ်ပါနဲ့ full screen mode ကနေမထွက်ပါနဲ့အခြား browser သမားကိုလည်းမပြောင်းပါနဲ့ဒီလိုလှုပ်ဆောင်မှုတွေကို system ကစည်းကမ်းချိုးဖောက်မှုဖြင့်မှတ်တမ်းတင်နိုင်ပြီး exam မှာ disqualification ဖြစ်နိုင်ပါတယ်ဒါကြောင့် exam ဖြေဆိုနေချိန်ဖော်ပြထားတဲ့ instruction နဲ့စီးမြင်တွေကိုတေချာလိုက်နာပေးဖို့လိုအပ်ပါတယ်